Robert Giant အသင်းကြီးတစ်သင်းဖြစ်တဲ့ Spain ဟာဆိုလို့ရှိရင်လည်းလူဦးရေအနေငယ်သာရှိတဲ့ Cape Verde ကျွန်းစုနိုင်ငံလေးရဲ့တည်ရခံခံခြင်းကိုကျော်လွန်နိုင်ခဲ့ခြင်းမရှိခဲ့ပြပါဘူး။အခုဆိုရင်နိုင်ပွဲမရလိုက်တဲ့အသင်းကြီးဖြစ် Brazil, Netherlands ရဲ့နောက်မှာ Spain လည်းထပ်ပြီးတော့ပါလာခဲ့ပြီဖြစ်ပါတယ်။အခုဆိုလို့ရှိရင် Belgium မှာထပ်ပါလာပြီပေါ့နော်။ဒါဟာ Real Madrid အသင်းကစားသမားတွေကိုတယောက်မှမခေါ်လို့ဘာစာကိုပဲအားကိုးလို့ပါညာပေါ့နော်ပြောနေကြတဲ့ဟာတွေတော့ငင်းနေကြရတော့ရှိတာပေါ့နော်။ကျွန်တော်အမြင်ပြောရင်တော့ကျွန်တော်အဲ့ဒါတော့သဘောမတူဘူးပေါ့နော်။ Real Madrid ကစားသမားမပါဘူးဆိုတာကဒါ Real Madrid အသင်းကပြောင်းလဲသွားတဲ့ကစားသမားတွေကြောင့်မလို့ Real Madrid ကမပါတာပေါ့နော်။တကယ်တော့ Real Madrid ကခေါ်မယ်ဆိုတော့ဘယ်သူတွေခေါ်ရရှိတော့လဲ။ Carvajal ကလည်းအသက်ရန်ကြီးပြီးဒီနှစ်ကလည်းတန်ရာတွေနဲ့ရုန်းကန်နေရတဲ့အခြေအနေGonzalo Jin ကလည်းအရန်ငယ်လွန်သေးတယ်ဆိုတော့တကယ်ကပြောင်းလဲလာတဲ့ကစားဟန်တွေနောက်ဒီ tactic တွေနဲ့ပို့ပြီးတော့သက်ဆိုင်လိမ့်မယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ်နောက်ပိုင်းအသင်းငယ်တွေကအသင်းငယ်မဟုတ်တော့ဘူးဗျပထမတန်းကအသင်းနဲ့ကန်နေရတယ်ဆိုလို့ရှိရင်တော့ Premier League ကအသင်းကြီးအနေနဲ့အရင်လိုစိတ်ချပြီးတော့ကန်လို့ရတယ်ဆိုတဲ့အနေအထားမျိုးတွေမရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးမဟုတ်တော့press ကို breakthrough ဖြစ်လာနိုင်တဲ့ counter attack တွေ low block တွေအဲ့ဒါတွေနဲ့တင်းငယ်ရဲ့ကစားအားကိုလည်း short တွက်လို့မရတော့တဲ့အခြေအနေတစ်ခုရောက်လာခဲ့ပြီပေါ့နော်အခုကမ္ဘာဖလားမှာတင်ပဲစုစုပေါင်း16ပွဲကန်ပြီးတဲ့အချိန်မှာတရေပွဲက10ပွဲတိတိရှိခဲ့တယ်ဒါ 50% အနိုင်ရှုံးပေါ်တာဆိုလို့10ပွဲပဲရှိတယ်ဒါဟာကမ္ဘာဖလား record တစ်လျှောက်လုံးမှာတရေပွဲအများဆုံးဆိုတဲ့အနေအထားတစ်ခုကိုပြောလို့ရတယ်ဆိုတော့ဒါတွေကပြောင်းလဲလာတဲ့ကစားဟန်တွေဒီအသင်းကြီးတွေရဲ့ risk ကိုယူလာနေလာတဲ့အပိုင်းတွေနောက် load management strategy cautious load management strategy ကိုသုံးလာတဲ့အပိုင်းတွေပေါ့နော်အဲ့ဒါတွေကိုပို့ပြီးတော့တွင်ကြဲမြင်တွေ့လာရပါတယ်ဆိုတော့ကျွန်တော်လိုမျိုး do or die ပေါ့နော်ဒါမှဘင်းအောင်ဖောင်ဖြတ်ပြီးတော့တိုက်မယ်ဆိုတော့ပွဲမျိုးကိုကြည့်ကျင်တဲ့ hardcore fan တွေအတွက်ဆိုလို့ရှိရင်တော့ဘောလုံးပွဲတွေကနောက်ပိုင်းပြင်းစရာကောင်းလာမလားနည်းနည်းတွေးမိစရာဖြစ်လာတာပေါ့နော် strategy အရန်ကြရင်လဲ chess ပဲသွားထိုးတော့မှာပေါ့နော်ကျွန်တော်တို့လည်းဝန်နဲ့စိတ်လှုပ်ရှားတဲ့ဟာမျိုးကြည့်ကျင်တာဆိုတော့ခင်ဗျားတို့ဘယ်လိုမြင်လဲအဲ့ဒီခါလေးကိုလည်းပြောပြပေးခဲ့ပါဦး